ပေါ်ရကလေအဖက်လလေကောပီယောပဖုတ်ခဲပပကောပခဲတောက်မှုစုကေရော UFC ချန်ပီယံခေတက UFC ချန်ပီယံအညာဘောလောကတက်ခိရတကဒီရှော UFC ချန်ပီယံအချုပ်တက်တကဒီနေ့ညရီကတက်ပြဘခါအတောက်မှုအတက်လက်ခေါပလို့ဂျော်ရှွာဗန်နီအိုဖလက်လေးကော့ပြောချင်းစတိတ်ဟာကာခုကတော့ဝဖလက်နေလားခေါပလို့လာဟီဖိုခေါပနေပပုခဲကိုအတန်ဒီနိတချီနေအထောအိုလာကောမလေးရှာနေလားတီမောပါတော့ပါဘကောဘခဲပေါ်တော့တက်ခွဲတဲ့နေလေပါလက်ထောအိုလေ USA နေလားအဲ့တော့ဒီလေ USA တက်တဲ့နေခေါပလို့လာတက်ကောဘာပါတော့အနောက်ချီခုနေပမာတော့ကောပလို့တယ်နော်တနာကိတဲ့နေဖန်နေအပါတာလဲအမေပုခဲတနာကိတော့ကမေပုခဲလမနေကကြောပါတဲအမိုလဲအဲ့တော့ကိလဲဟိအဲ့တော့ကိလဲကကြလူတော်နေလားပညာဖို့နော်တူကဝဲဒီတုံနေလားခေါပလို့အဲ့လိုချုပ်ခဲ့တာမခိုအတီတကောဖတ်တယ်လားနတာလာအိုလဲအမအေချက်ကတော့ဖနေအမနေမဒူလနေရတဲ့ညာပါတနာကိတဲ့နေအခုအဲ့လိုသာလဲကလမကပါထောဖို့နေလားအမေတော့မလို့အကွယ်တော့နေအလေလေးဘောလုံးကွင်းမိမဘတ်စကတ်ဘောကွင်းတော့အလခုတိုက်လာအခုနေအယူလာတာမီလီသဖီယလက်ဘဲခီရိုချီနီအထီလာကော်နာဒမီဝဲတာထိုးတော့တာစာတော့ဖနေအချက်တယ်လာတာလဲအကမ professional MMA fighter တော့အမုန်းတော့ကြစစ်ကောလက်ဆော်လေးကျင်တော့မဆယ်စစ်ကောလည်းကထိုးပါလဲ MMA နေလားအစာခုတ်တော့အထိုးနေ UFC တို့မြပါ Fury FC တော့အထိုးနွီးဘက်နေအစိုးရပွဲတော့ကေတော့ချန်ပီယံဘူးလားနေ UFC ကောတော့လက်ထိုးလေ UFC နေပွဲချီနေအစိုးရပွဲဖဲဒီဇင်ဘာနွီးတော့ UFC 323နေထိုးတော့ဖန်တူကြတော့အနခိုအကေတော့ဝဲ UFC flyweight champion နေလားအခုနေအကေတော့ဝဲကော့ပီယော UFC champion ဆိုတော့တက်တကIsa UFC champion ချိုလောက်တက်တကတော့ UFC ပညာဘောလောက်က champion ခီရတကနေလောအခုပဲမိကွာရတာကိုမူတခိုင်းနေပွားတဲလောတလို့ပါရောပါတမမောင်းနေကြပါမှာအထုချော်တော့ပါတယ်